မင်္ဂလာပါချစ်တော်ညီကောင်မတို့ထူပန်းမြန်မာတနင်္ဂနွေဒေသနာအစီအစဉ်နဲ့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီတစ်ပတ်မှာညီကောင်မောင်နှမများတဲ့ဝေငှခြင်းတဲ့ဒေသနာရဲ့ခေါင်းစဉ်ကတော့ပြီးခဲ့တဲ့အပတ်ကကျွန်တော်ဝေငှခဲ့တဲ့စူတောင်းခြင်းရဲ့တကူအဆက်ပေါ့နော်အပိုင်း1ဆိုတော့စူတောင်းခြင်းရဲ့တကူအပိုင်း1 2 3 4 5 6ဒီလိုကျွန်တော်သွားဖို့စီစဉ်ထားတာရှိပါတယ်ဆိုတော့ဒီတစ်ပတ်မှာစူတောင်းခြင်းရဲ့တကူအပိုင်း2မှာဘာခေါင်းစဉ်လေးနဲ့ကျွန်တော်ဝေငှသွားခြင်းလဲဆိုတော့ဆူတောင်းခြင်းအပြင်အပြစ်လွတ်ခြင်းနဲ့အနာရောဂါငြိမ်းခြင်းကိုရရှိစေသည်ဆိုတော့ကျွန်တော်အသက်တာမှာလို့เนาะကျွန်တော်တို့ယောဂဘုရားတွေရတဲ့အခါမှာဘုရားသခင်ရှိမှာဆူတောင်းဖို့လိုပါတယ်ဒီဆူတောင်းခြင်းအပြင်ကျွန်တော်အကျိုးကျေးဇူးတွေဘာရရှိနိုင်လဲဆိုတဲ့အရာလေးဒီအနှစ်သာရလေးပေါ့နော်ဒီတစ်ပတ်မှာညီကောင်မောင်မတွေကိုဝေငှသွားခြင်းတာဖြစ်ပါတယ်ဆိုတော့ဒေသနာမစခင်မှာဒေသနာအရှင်ဖြစ်တော်မူသောထာဝရအရှင်ဘုရားသခင်ထံတော်မှာအတူတကွဆုတောင်းဆက်ကပ်ကြပါစို့ဖဘုရားသခင်ကိုရောယေရှုတင်တဲ့တပတ်တာလုံးကိုရပေးတဲ့ကျမ်းမာခြင်းတပတ်တာလုံးကိုရောပြင်ဆင်ကျွေးမွေးတဲ့အသက်မွေးလောက်သောအစာတပတ်တာလုံးကိုရောရဲ့ကွယ်ကာစောင့်ရှောက်မှုအရာခတ်သိမ်းတွေကိုရောယေရှုတင်တဲ့ဖဒီတပတ်မှာလည်းယုံကြည်သူညီကောင်မောင်တို့များကို online အားဖြင့်ဒေသနာဝေငှခွင့်ရလို့ယေရှုတင်တယ်နာတော်တာဆင်ကြတဲ့ညီကောင်မောင်တို့အရောက်စီတိုင်းအသက်တာမှာဤဒေသနာအပြင်ဝိညာဉ်ခွန်အားဖြစ်စေတော်မူပါဝိညာဉ်ကောင်းကြီးမင်္ဂလာဖြစ်စေတော်မူပါတန်ရှင်သောဝိညာဉ်တော်ဘုရားပိတ်သိပ်ပေးပါဈာနာတဲ့သာသမီတယောက်ချင်းစီပေါ်မှာကိုတော်ကောင်းကြီးပေးပါကျေးဇူးတော်ကြီးမားလာဝန်ခံလဲသခင်ရှိတော်နဲ့ဆုတောင်းဆက်ကပ်အနံအစာပြုပါသည်ဖမြတ်တော်ဘုရားသခင်အာမင်ဆိုတော့ချစ်တော်ညီကောင်တို့ကျွန်တော်ဒေသနာအတွက်အခြေခံပေါ့နော်အခြေပြုခြင်းတဲ့ကျမ်းပိုက်ကလေးကတော့ရှင်ယာကုပ်ဩဝါဒစာခန်းကြီးကအငယ်14ကနေ15ဖြစ်ပါတယ်ဆိုတော့ဒီကျမ်းပိုက်ကကျွန်တော်တို့အားလုံးလည်းရင်းနှီးပါတယ်နော်နာတော်သူရှိလျင်တဲ့သင်းအုပ်ကိုခေါ်၍သူတို့သည်သခင်ဖျား၏နာမတော်ကိုအမိပြုလျက်လူနာကိုစီနှင့်လူ၍သူ့ပေါ်မှာဆုတောင်းကြစေထို့သောပြုလျင်ယုံကြည်ခြင်းပဋ္ဌနာသည်လူနာကိုကယ်ဆယ်၍သခင်ဖျားသည်သူ့ကိုထမြောက်စေတော်မူမည်သူသည်အပြစ်ပြုမိတော်လဲထိုအပြစ်ကိုလွှတ်တော်မူလိမ့်မည်ဆိုတော့ကျမ်းစာမှာလို့နာတဲ့သူရှိလို့ရှိရင်တော့သင်းအုပ်တို့ကိုခေါ်ပြီးတော့မှသခင်ဖျားရဲ့နာမ၌လူနာကိုစီလူပြီးဆူတောင်းပါစေတဲ့အဲ့လိုဆူတောင်းတဲ့အခါမှာယုံကြည်ခြင်းရဲ့ပဋ္ဌနာဆိုတော့ဆူတောင်းတဲ့နေရာမှာကျွန်တော်တို့ယုံကြည်ခြင်းပါဖို့လိုပါတယ်ဆိုတော့ယုံကြည်ခြင်းရဲ့ပဋ္ဌနာဆိုတာယုံကြည်ခြင်းအားဖြင့်ထိုလူနာအတွက်ဆူတောင်းပေးတဲ့ဆူတောင်းပေးခြင်းကလူနာကိုကယ်ဆယ်ပြီးတော့သခင်ဖျားသည်တဲ့သူ့ကိုဒီအနာရောဂါကနေထမြောက်စေမယ်အကယ်၍သူ့မှာအပြစ်ပြုမိရင်လည်းထိုအပြစ်ကိုလွှတ်တော်မူလိမ့်မယ်ဆိုတော့ဒီမှာတော့ချစ်တော်ညီကောင်ပါတော်သင်းအုပ်ကိုခေါ်၍ဆိုတာဆိုတော့ဒီနာမကျမ်းတဲ့သူအပေါ်မှာလေဆူတောင်းခြင်းက2မျိုးရှိပါတယ်လို့ကျွန်တော်အရန်ဒေသနာရှေ့မှာဆိုလို့လေနော်ကျမ်းပိုက်တော့မထည့်တော့ဘူးဆိုတော့မာကုအခန်းကြီး16မှာယုံကြည်သူတို့၌ဖြစ်အပ်သောနမိတ်လက္ခဏာဟူမူကားဆိုပြီးခရစ်တော်မိန့်မာတဲ့အရာနာမကျမ်းသောသူတို့အပေါ်မှာလက်ကိုတင်၍ငါ၏နာမ၌ဆူတောင်းလျင်နော်သူတို့ကျမ်းမာစေလိမ့်မယ်လို့ပြောတာအဲ့ဒါကယုံကြည်သူတိုင်းလုပ်နိုင်တဲ့အရာဖြစ်ပါတယ်လို့ဆိုတော့စီလူးဆူတောင်းတာကြတော့လို့ယုံကြည်သူတိုင်းလုပ်လို့မရပါဘူးလို့ဘသူပဲလုပ်လို့ရလဲဆိုတော့ဘုရားသခင်ဗိတ်သိက်ပေးတော်မူသောပေးထားတော်မူသောသိမ့်အုပ်တို့ကပဲလုပ်ရတာဖြစ်ပါတယ်ဒါကြောင့်လူနာကိုစီလူးပြီးဆူတောင်းခိုင်းမယ်ဆူတောင်းပေးခြင်းတယ်ဆိုရင်တော့သိမ့်အုပ်တွေကိုခေါ်ပါတို့ဒီမဟုတ်ရင်တော့မိမိလူနာအပေါ်မှာလက်ကိုတင်ပြီးတော့သခင်ဘုရားရဲ့နာမ၌ဆူတောင်းပေးနိုင်ပါတယ်အဲနောက်တစ်ခုကကို၌ကျမ်းမာခြင်းလိုအပ်ရင်လည်းတိုက်ရိုက်ပေါ့လေဘုရားသခင်ရှိမှာကျွန်တော်ဆူတောင်းပေးလို့ရပါတယ်ဆိုတော့ဒီဆူတောင်းခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ခွန်အားယူစရာလေးတွေစဉ်းစားဆင်ခြင်ကြည့်အောင်ဆိုတော့ဆူတောင်းခြင်းကတဲ့ကောင်းကင်တဲ့မြေကြီးကိုချိတ်ဆက်ခြင်းဖြစ်ပါတယ်ဆိုတော့ဆူတောင်းခြင်းကကျွန်တော်တို့နော်ကျွန်တော်မြေကြီးပေါ်မှာဖြစ်နေတဲ့အရာခံစားနေရတဲ့အရာကောင်းကင်ကိုတင်ပြတာဖြစ်တယ်ချစ်တော်ညီကောင်တို့ဒါကြောင့်ဒီအရာလေးအင်မတန်မှနဲ့နဲတယ်အင်မတန်မှတကိုးကြီးတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဆိုတော့မာကုအခန်းကြီး9အငယ်25 34မှာကျွန်တော်သိရတွေးသွင်းဝေဒနာဆွဲတဲ့အမျိုးသမီးဒါအားလုံးသိပါတယ်စနစ်နှစ်ကာလပတ်လုံးအမျိုးတွေးသွင်းဝေဒနာဆွဲနေတဲ့အမျိုးသမီးနော်စေသမားတို့လက်မှာတဲ့ရှိသမျှဥစ္စာကုန်ပြီတဲ့နော်ရှိသမျှဥစ္စာကုန်သွားပြီဥစ္စာသာကုန်သွားတာဘာကြံနေလဲဆိုတော့သူ့မှာသွေးသွင်းဝေဒနာကြံနေဆဲဖြစ်တယ်ဒါမလို့အဲ့ဒီအမျိုးသမီးဟာသခင်ယေရှုဘဝတော်လေးကိုသွားပြီးတော့မှတို့ထိလိုက်တာယောဂပြောက်မယ်လို့သူ့စိတ်ထဲမှာယုံကြည်ပြီးတော့မှဘဝတော်လေးကိုသွားပြီးတို့ထိလိုက်တဲ့အခါမှာချက်ချင်းခဏချင်းမှာပဲဒီ
အသွေးခန်းချောက်သွားတယ်ဆိုတော့သူခံစားရတယ်ဆိုတော့ပြောချင်တာကဒီအမျိုးသမီးကသခင်ယေရှုနဲ့ချိတ်ဆက်လိုက်တဲ့အခါမှာသူကကျမ်းမာခြင်းရသွားတယ်တော့တနည်းအားဖြင့်သခင်ယေရှုဟာကောင်းကင်ကိုပုံဆောင်တာဖြစ်တယ်အမျိုးသမီးကကျွန်တော်လောကလူသားတွေကိုပုံဆောင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာမိမိကိုယ်၌တော်၎င်းမိမိရဲ့ညီကိုမောင်နှမဆွေမျိုးသားချင်းအတိမိတ်ဆွေတွေ၎င်းနေမကောင်းမှုဆိုရင်ကျွန်တော်တို့မြေကောင်းကင်နဲ့ချိတ်ဆက်ဖို့လိုအပ်ပါတယ်ဆိုတော့သွေးသွင်းဝေဒနာဆွဲတဲ့အမျိုးသမီးကသခင်ယေရှုဘဝလေးတို့ယုံနဲ့သခင်ယေရှုနဲ့ချိတ်ဆက်လိုက်တာနဲ့သူ့ရဲ့ဝေဒနာသွေးသွင်းခြင်းကခန်းချောက်ပြီးတော့မှပျောက်ကင်းသွားတယ်ဒါကြောင့်ကျွန်တော်တို့ဆုတောင်းနေဆိုတာလို့ကောင်းကင်ရဲ့မြေကြီးကိုချိတ်ဆက်တာဖြစ်တယ်တနည်းအားဖြင့်ကောင်းကင်ရဲ့တကူကိုကျွန်တော်ခံစားရတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့လို့ဆုတောင်းခြင်းဟာယုံကြည်ခြင်းကိုလှုံ့ဆော်ပေး၍အံ့ဖွယ်သောနမိတ်လက္ခဏာကိုဖြစ်စေတယ်ဆိုတော့ဆုတောင်းခြင်းကကျွန်တော်တို့အသက်တာမှာကိုယ်တော်ပေါ်မှာယုံကြည်ခြင်းပို၍ကြီးမားလာတယ်ယုံကြည်တယ်အဲ့ဒါကကျွန်တော်ရဲ့ယုံကြည်ခြင်းကိုလှုံ့ဆော်ပေးတာဖြစ်တယ်ဆိုတော့အဲ့လိုလှုံ့ဆော်ပေးပြီးတော့မှဆုတောင်းခြင်းအပြင်ဘာတွေဖြစ်လာဆိုတော့အံ့ဖွယ်သောနမိတ်လက္ခဏာဖြစ်တယ်ဆိုတော့ကျွန်တော်အားလုံးသိပါတယ်မျက်မြင်ဘာဒီမဲအကြောင်းဘာဒီမဲကသခင်ယေရှုကိုဆုတောင်းတယ်သခင်ယေရှုကျွန်တော်ရဲ့မျက်လုံးကိုနော်ပြန်မြင်စေပါဘာဒီမဲကတောင်းပန်တဲ့အခါမှာသခင်ယေရှုကသူ့ကိုမျက်လုံးကိုပြန်မြင်စေတယ်ဆိုတော့ဘာဒီမဲကယုံကြည်ခြင်းနဲ့သခင်ယေရှုရှိမှတောင်းဆိုလိုက်တဲ့အခါမှာအံ့ဩဖွယ်သောနမိတ်ကနာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်ရဲ့ဆုတောင်းခြင်းကယုံကြည်ခြင်းပါတယ်နော်ယုံကြည်ပြီးတော့မှဆုတောင်းတဲ့အခါမှာအသက်တာထဲမှာအံ့ဖွယ်သောနမိတ်လက္ခဏာတွေဖြစ်စေတယ်နောက်တစ်ချက်ကတော့လို့ဆုတောင်းခြင်းဟာခန္ဓာကျမ်းမာခြင်းသာမကအပြစ်လွတ်ခြင်းခံရပြီးတော့တန်ရှင်းခြင်းကိုရရှိစေတယ်နော်ခုနကကျွန်တော်တို့ကျမ်းပိုက်မှာကြည့်ခဲ့ပါပြီထိုသူဒီအပြစ်ပြုမိတော်လဲထိုသူဒီအပြစ်ကိုလွတ်ခြင်းခံရမယ်လို့ပြောတာနော်အပြစ်ကိုလွတ်ပြီးကျမ်းမာစေမယ်လို့ပြောတာဒါကြောင့်ကျွန်တော်တို့ဆုတောင်းပေးတဲ့အခါမှာလို့နော်သို့မဟုတ်ကျွန်တော်ကိုယ်၌ကိုအတွက်ဆုတောင်းတဲ့အခါမှာဘုရားသခင်ရဲ့အပြစ်လွတ်ခြင်းခံရတယ်ခန္ဓာကျမ်းမာခြင်းသာမကဘူးဘုရားသခင်အပြစ်လွတ်ခြင်းခံရပြီးတော့ကျွန်တော်တို့တန်ရှင်းခြင်းအသက်တာကိုလည်းရရှိစေတာဖြစ်ပါတယ်ချစ်တော်ညီကောင်တို့နောက်တစ်ချက်အနေနဲ့တော့လို့အဘယ်အမှုအများစိုးရင်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းတကွဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်ကကြားလျှောက်ကြလော့ထို့သောပြုလျင်အဘယ်သူမျှကြံ၍မမိနိုင်သောဘုရားသခင်ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးကိုစောင့်မလိမ့်မည်ဆိုတော့ဖိလိပ္ပိအခန်းကြီး၄အငယ်6ကနေ9မှာဖော်ပြထားတဲ့အရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကျမ်းမာခြင်းအတွက်စိုးရိမ်တဲ့အခါမှာဘုရားသခင်ရှင်မှာဆုတောင်းမှုဖြစ်ပါတယ်အဲ့လိုဆုတောင်းတဲ့အခါမှာတဲ့ဘုရားသခင်ရှင်ကဘာရမလဲငြိမ်သက်ခြင်းရတယ်နော်ငြိမ်သက်ခြင်းဆိုတော့ခန္ဓာကျမ်းမာခြင်းနဲ့မဟုတ်ဘူးလို့ငြိမ်သက်ခြင်းလည်းရရှိတယ်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ထံမှာစိတ်နှလုံးကိုဖွင့်ဟပြီးတော့ဆုတောင်းလိုက်တဲ့အခါမှာနော်ခန္ဓာပိုင်းသာမကဘူးအတွင်းပိုင်းမှာလည်းငြိမ်သက်ခြင်းကိုဖြစ်စေတယ်ချစ်တော်ညီကောင်တို့ဒါကြောင့်ဆုတောင်းခြင်းရဲ့တကူကအင်မတန်မှကြီးမားပါတယ်နော်ဆိုတော့ဆုတောင်းခြင်းကိုလို့ကျွန်တော်ပေါ်တန်သဘောထားဖို့မဟုတ်ဘူးတာမန်အားဖြင့်လုပ်ဖို့မဟုတ်ဘူးပြီးခဲ့တဲ့အပတ်ကကျွန်တော်အပိုင်းတင်မှာဝေငှသွားပြီဆုတောင်းခြင်းဟာကျွန်တော်တို့ရဲ့ဒီဘာသာရေးထုံးတမ်းစဉ်လာလောက်ရမယ်အလုပ်တစ်ခုအနေနဲ့နော်လောက်ကြတာမဟုတ်ပါဘူးတကယ်ကိုကျွန်တော်စိတ်နှလုံးပါပြီးယုံကြည်ခြင်းနဲ့လောက်ရတဲ့အခါမှာအံ့ဩဖွယ်သောနမိတ်လက္ခဏာတွေကျွန်တော်အသက်တာမှာကြုံတွေ့လာမှာဖြစ်ပါတယ်ဆိုတော့ခုနကျွန်တော်ပြောသလိုပေါ့နော်ကိုအတွက်ရဲ့ကျမ်းမိမိကျမ်းမာရေးအတွက်ဆုတောင်းမယ်ဆိုလဲကျွန်တော်ရဲ့နှလုံးသားထဲမှာငြိမ်သက်ခြင်းရှိတယ်ကျွန်တော်ညီကိုမောင်နှမတွေကျွန်တော်သားသမီးတွေနေမကောင်းမကျမ်းမာတဲ့အခါမှာဆုတောင်းပြီးဘုရားသခင်လက်ကိုဆက်ကပ်လိုက်တဲ့အခါမှာကျွန်တော်တို့သူတို့အတွက်ပူပန်မှုတွေကျွန်တော်နှလုံးသားထဲမှာငြိမ်သက်ခြင်းကိုရတယ်ဆိုတော့ပြောချင်တာဗာလဲဆိုရင်ခန္ဓာပိုင်းကျမ်းမာခြင်းသာမကဘူးလို့ဆုတောင်းခြင်းကကျွန်တော်တို့အတွင်းပိုင်းနှလုံးသားမှာလည်းငြိမ်သက်ခြင်းဘုရားသခင်ပေးပါတယ်နောက်တစ်ခုကလို့ဆုတောင်းခြင်းဟာကျမ်းမာခြင်းရဲ့အရေးအမြစ်ဖြစ်တော်မူသောဘုရားသခင်ထံမှာတိုက်ရိုက်တောင်းဆိုခြင်းဖြစ်တယ်ချစ်တော်ညီကောင်တို့ထွမြောက်ကျမ်းအခန်းကြီး15အငယ်26အဆုံးပိုင်းလေးမှာပေါ့နော်ရှေ့မှာတော့ပြောထားတာရှိပါတယ်ဒါမှမဟုတ်ကျွန်တော်အဓိကဘုရားသခင်ဒီဘယ်လိုဘုရားလဲဆိုတာကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့ငါသည်တဲ့သင်တို့၏ယောဂါကိုငြိမ်းစေသောထာဝရဘုရားဖြစ်သည်ဟုမိန့်တော်မူ၏ဆိုဘုရားသခင်ကကျွန်တော်ရဲ့အနာယောဂါကိုငြိမ်းစေနိုင်တဲ့ဘုရားတကယ်တော့ကျမ်းမာခြင်းဘုအတွက်ကျွန်တော်တို့ဆေးကန်းနေမသွားဘူးလားဆိုသွားပါတယ်ကျွန်တော်ကိုယ်၌လည်းသွားပါတယ်အခုချိန်ထိအောင်တောင်မှပဲကျွန်တော်နှလုံးဆေးတွေတောက်နေရပါတယ်2013မှာနှလုံးသွေးကြောပိတ်သွားပြီးတော့မှအသက်ရှူရနှလုံးထဲရက်ခဲ့တဲ့အတွက်ကြောင့်ဆရာဝန်ကသေသည့်တိုင်အောင်တောက်ရမယ်โอเคကျွန်တော်တောက်ပါတယ်လို့ဘာလို့လဲဆိုတော့ဒါဘုရားသခင်ကတောက်ဖို့အတွက်လမ်းပြထားပြီးသားဖြစ်တယ်အဲ့တောက်ဖို့ရန်အတွက်လိုအပ်တဲ့ငွေကြေးလည်းဘုရားအမြဲတမ်းပြင်ဆင်ပေးနေတယ်ဒါကြောင့်ကျွန်တော်တောက်ပါတယ်သို့တော်လို့ဒီဆေးတွေကတော့တကယ်တော့
ဒီအတိုင်းတာတစ်ခုပဲအစွမ်းထက်တာဖြစ်ပါတယ်အမှန်တကယ်ယောဂကိုပျောက်စေတာအမှန်တကယ်ယောဂကိုငြိမ်းစေတာဘုရားသခင်ပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာလို့ကြားမှခြင်းလိုအပ်လာရင်ဘုရားသခင်ရှိမှတောင်းပါမမေ့ပါနဲ့ဆိုတော့ကျွန်တော်အပိုင်းတစ်မှာဝေငှခဲ့သလိုပေါ့နော်ကျွန်တော်ရဲ့ဆူတောင်းခြင်းကအဆုံးသတ်ဆူတောင်းခြင်းမျိုးမဖြစ်ရပါဘူးကျွန်တော်တို့ကျမ်းမာခြင်းလိုအပ်လာတဲ့အခါမှာကျွန်တော်ဆရာဝန်တွေရှိသွားမယ်သူတစ်ပါးတွေတိုင်ပင်မယ်စေမီတို့တွေလုံမယ်ဘလို့မှလုံလို့မရတဲ့အဆုံးကြမှာဘုရားသခင်ရှိမှဆူတောင်းတာမျိုးနောက်ဆုံးအဆုံးသတ်မလုပ်ရပါဘူးလို့ဆိုတော့ဘုရားသခင်ရှိမှကျွန်တော်တို့ဘာလုပ်ရမလဲဆိုအရင်ဆုံးလုပ်ရမယ့်အရာဖြစ်ပါတယ်ကျွန်တော်လည်းပဲအမြဲတမ်းတော့တခုခုဖြစ်လာဆိုဘုရားသခင်ကျွန်တော်ဒီယောဂဖြစ်တယ်ဒါအတွက်ကျွန်တော်ဘာလုပ်ရမလဲကိုတော့လမ်းပြပါဆရာဝန်နဲ့ပြောရပြရမယ်ဆိုလဲကိုတော့ပြစေလို့တော့ဆရာဝန်ပြစေလို့တော့အချိန်တိုင်းနေ့ရက်ကိုတော့ပြင်ဆင်ပေးပါဆိုပြီးတော့မှဘုရားကိုဆုတောင်းဆက်ကပ်ပြီးတော့မှကျွန်တော်သွားပြီးဆရာဝန်နဲ့ပြပါတယ်ဆိုတော့ပြတဲ့အခါမှာလည်းမပြခင်မှာလည်းကိုတော့အခုပြမဲ့ဆရာဝန်ကိုဘုရားသခင်ဉာဏ်ပညာပေးပါစသဖြင့်ပေါ့နော်ဆုတောင်းခြင်းကအရင်လုပ်ရမယ့်အရာဖြစ်ပါတယ်ဒါကြောင့်စေယုံစေကံမသွားရဘူးလို့ကျွန်တော်မပြောပါဘူးကျွန်တော်တို့ဘုရားသခင်ကဒီဆရာဝန်တွေအနားမှာခန့်ပေးထားတယ်ဆိုတာအလကားမဟုတ်ပါဘူးเนาะကျွန်တော်လိုအပ်ရင်တို့ရှိသွားပြီးကုသဖို့ဖြစ်တယ်သို့တော့အမှန်တကယ်ယောဂပျောက်ကင်းစေသောအရင်အမြင့်ဒီဘုရားသခင်ပဲဖြစ်ပါတယ်ငါသည်သင်တို့၏အနာယောဂကိုငြိမ်းစေသောထာဝရဘုရားဖြစ်တော်မူသည်မိန်တော်မူတယ်ဆိုဘုရားရှင်ကကျွန်တော်တို့အနာယောဂငြိမ်းစေနိုင်သောအရှင် God is our healer ဆိုတော့ကိုယုံကြည်စိတ်ချရင်းနဲ့ကျွန်တော်တို့ဆူတောင်းမယ်ဆိုရင်လို့ကျွန်တော်ရဲ့ဒီဆူတောင်းခြင်းကိုအပိုင်းနှစ်မှာတော့ကျွန်တော်ရဲ့ခန္ဓာကျမ်းမာခြင်းရရှိပြီးတော့အတွင်းငြိမ်တဲ့ခြင်းကိုရရှိနိုင်တယ်ဆိုတဲ့အကြောင်းလေးဒေသနာညီကိုမောင်နှမတွေကိုဒီတစ်ပတ်မှာဝေငှပါတယ်အရောက်စီတိုင်းခွန်အားဖြည့်ပြီးဘုရားသခင်ပေါ်မှာမိကိုအားကိုးခြင်းနဲ့ယုံကြည်စိတ်ချခြင်းနဲ့မိမိ၌တော်၎င်းမိမိသားသမီးမိမိညီကိုမောင်နှမမိမိမိခင်မိဖခင်မိမိဆွေမျိုးသားချင်းတငယ်ချင်းတွေတယောက်ယောက်နေမကောင်းမှုဆိုယုံကြည်စိတ်ချခြင်းနဲ့ဘုရားသခင်နာမှာဆုတောင်းပါဘုရားသခင်သည်ကျမ်းမာခြင်းကိုပေးပိုင်သောဘုရားဖြစ်တယ်ဆိုတော့မမေ့မလျော့မပေါ့ဆပဲနဲ့အမြဲတမ်းနှလုံးသားထဲမှာတရိယာယုံကြည်စိတ်ချပြီးတော့ဆုတောင်းဖို့ရန်ဒီတစ်ပတ်ဒေသနာအဖြစ်ခွန်အားပေးတိုက်တွန်းနှိုးဆော်လိုက်ပါတယ်အရောက်စီတိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ